နေ့မှာတော့ဥတာတီရဲ့တီးဆိုင်ကိုထီးတိုင်းမှာကြော်ကြီးတယောက်ရောက်ရှိလို့လာပါတယ်ပြို့ဥတာတီချိုစိတ်တစ်ခွက်ပြို့ဟောကြိုးပါလားရပါဟဲ့ဟယ်လိုတာတီပြောနေပါတယ်ဟယ်လိုဥတာတီကျွန်တော်မောင်ပြူပါဥတာတီရဲ့ဖုန်းပြန်ရောက်မစို့ကျွန်တော်ဖုန်းလည်းပြတ်သွားလို့ဗျာအခုလာယူလို့ရမလားအေးဟုတ်တာဟာငါလည်းဖုန်းတစ်လဲမလို့ပြန်ရောက်မှာလာခဲ့လीဈေးကတော့ညှိကြတာဟုတ်ကွာဟုတ်ကဲ့ခဏနေထမင်းစားပြီးလာခဲ့မယ်နော်အေးစောင်းနေမယ်ဟဲ့အဲ့ဒါလို့မေ့တတ်တဲ့ဥတာတီတယောက်ဟာဆိုရင်ဖြင့်ကြော်ကြီးလက်ဖက်ရည်မာတာကိုမေ့ပြီးတော့ဖုန်းထဲကိုဆက်ရောက်သွားပါလေရောငါနေမေ့တက်လိုက်တာဖုန်းရောက်ရင်ပြောတာပြီမှာအေးတတိယတော့ဖုန်းထဲကကြို့ဗီဒီယိုဖိုင်နေဖြတ်ထားအောင်ပါဟေးဗီဒီယိုဖိုင်တွေများလို့လားမသိဘူးဖုန်းထိုင်ပုံတွေကတော်တော်ကြာသွားတဲ့အခါပြို့ဥတာတီတစ်ဖက်ရမရသေးဘူးလားဗျကြာနေပြီနော်ဟာဟုတ်တာပဲဘေးရာကြီးပုံမှန်တစ်ခွက်ကြီးမြန်မြန်လေးဟာလုံးပြီဥတာတီရဲ့ကျွန်တော်မှာထားတာချိုးစိတ်လေဗျာဟေးဟုတ်တာပဲဘေးရာကြီးချိုးစိတ်နော်မြန်မြန်လေးဖြော်ပေးလိုက် sorry ကြိုးကြီးမေ့သွားလို့ပါကွာနော်မေ့ချက်ကတော့9လောက်ရှိတဲ့ဥတာတီပဲလေးပါတယ်ဗျာရောဒီမှာဟေးရပါပြီကွာတဲ့ရွယ်ကစကားပြောလာပြီမေ့တတ်တာများငယ်ကြီးဦးနာမည်တော့မမှတ်မိတော့ဘူးဟာဟုတ်ရဲ့လားဗျကိုကပိုးလိုက်တိုင်းသူများကဟတ်ဟတ်သွားလို့ပိုးဟတ်ကြီးလို့ဝိုင်းခေါ်ကြတာကျွန်တော်မသိဘူးများထင်နေလားလူပြိုသူကြီးရဲ့ဟာအေးပါမင်းလည်းနောက်ကြမှာတိုးရုံမကပုတ်မသွားအောင်သာကြိုးစားနော်ကြော်ကြီးထားပါတော့ဗျာဒါထက်ခမရမျက်ကွင်းတွေခြောင်ကြနေပါလားနေမကောင်းဘူးလားဗျအေးကွာညပဲတော်တော်နဲ့အိမ်ပြုံးပြီးတော့ဟိုနားကရာဒီနားကရာကြည့်နေဘာဖြစ်နေမှမသိဘူးဟာမပေါ့နဲ့ဗျအဲ့ဒါအလက်ချစ်ဖြစ်နိုင်တယ်ဘာမီတွန်တော့ပျောက်ဗျာတက်တာသွားလိမ့်မယ်ဟုတ်ပြီခုပဲတော့တောက်လိုက်မယ်ကွာကျေးဇူးပါပဲကျော်ကြီးဥတာတီတယောက်ဆေးဆိုင်ကိုထွက်သွားပြီးမကြခင်မှာပဲမောင်ပြူရောက်လာပါတော့တယ်ဟေးကျိုးကြီးရောက်နေတာကြာပြီလားကွာဥတာတီလည်းမတွေ့ပါလားတိတ်မကြသေးပါဘူးကွာဥတာတီတော့အခုလေးတင်ပဲဆေးဝယ်ထွက်သွားတယ်ဟာတေရောကွာဖုန်းယူမလို့ပြောထားတဲ့ဟာကိုစောင့်နေမယ်ဆိုပြီးမိသွားရဲ့မိနဲ့တူတယ်ဒုက္ခပါပဲမကြတော့ပါဘူးကွာပြန်လာတော့မှာပါသူ့ဆိုင်လိမ့်စာတော့သူမမေ့တော့ပါဘူးကွာဟာဆေးဆိုင်မှာဥတာတီတယောက်ခေါင်းကုတ်လို့နေပါတယ်ကျော်ကြီးပြောလိုက်တော့ပါဆေးပါလေမေ့နေပြန်ပြီဘာစင်းလို့ခြင်းလို့လဲဗျဝါကွာမီတုံတော့မီတုံပဲဘာမီတုံလဲဆိုတာမမှတ်မိဘူးဖြစ်နေတယ်ဟောဗျာဘာမီတွန်လဲဆိုမှာတော့ဘာမီတွန်ပဲပေါ့ဗျဟာအေးဟုတ်တယ်အဲ့ဒီမီတုံပေးကွာ10လုံးလောက်နေ့လေကလူပါချက်ကတော့လူမျိုးပဲလူတွေတခြားရှောင်ကုန်ကြပြီလားမသိစားဆောင်လေးပါလိပါဦးမအတတိလာလို့လားဆရာကြောင့်လားမေ့လဲမေ့မျက်လုံးကလည်းဝါတာနေကွာစာကြည့်မြတ်မှာတက်ကြည့်မှမြင်ရတော့ဘွာကပ်ပါဟေးဒီဆရာပေးတာကြီးငါစာကြည့်မြတ်မှာဘာမှတွေးမိလဲရှာပေးစမ်းမအောင်ဟာဖြစ်ရလေအာစီရဲ့မြင့်မှန်ကခေါင်းပေါ်မှာလေဟိုဟေးကွာငါနေကိုခေါင်းပေါ်ကိုယ်တိုင်တင်ပြီးမှမေ့ရတယ်လို့ကွာစိတ်လေးပါလေထိတ်တရားလေးပါလေမှတ်အောင်မျိုးတိတ်ဆန်း
တရားရှာမယ့်ရွယ်မြောက်သေးဘူးကွာကျင်ရနဲ့မင်္ဂလာလင်္ကာပွဲရမယ့်ရွယ်ပဲရှိသေးတာဟာဟာဟာ နှာကြတော့အဲ့လေဒါကြတော့မမေ့ဘူးပဲဟာဟာ ဒါပေါ့ကွာဟာဂျာနေဟောင်းကြီးပဲငါတေုံကယ်ဒမီမရလို့တင်းနေရတဲ့အကြောင်းကြီးထမ်းပတ်ကျင်တော့အတစ်တော်ဝယ်လိုက်ဦးမယ်ဟေး နောက်တစ်နေ့ဈေးသွားတော့လေဥတာတီရဲ့မိဘုံကတစ်မျိုးပါလမ်းမှာအရက်သမားတာကြီးနဲ့တွေ့တဲ့အခါမှာတော့ ဟဲ့ကောင်တာကြီးစောစောစီစီမူးနေပြန်ပြီလားဟာမမူးပါဘူးဗျာဖြေုံလေးဖြေလာတာမင်းဟာကတလားမတည့်ဖက်ဆောက်တယ်ကျန်တဲ့ရက်တွေကဖြေတာဆိုလိုမျိုးဖြစ်နေပြီဟာတာကြီးဟာဒီမှာဥတာတီရဲ့ကျုပ်ကမလိမ္မာဘူးတလားမ3ရက်တော့တောက်တယ် yesterday ရဲ့ today ရဲ့ tomorrow ရဲ့ဒီ3ရက်ပဲဗျာဟာဟာဟာသူမချနာပပြူကြီးပါပဲလားတာကြီးဟာကဲကဲသွားတော့မဟေးဟူတာတီခမရခုဆောင်တာတဲ့အုပ်တို့ကကုတာပြောလို့လူမှာတုတ်ကြီးကငါးဆောင်သွားတာလေမေးနေပြီလားပြန်ပြီးတော့ပေးဟာဟုတ်လားငါမေးနေတာနေမှာအေးပါကွာရော့ အမှန်တော့မူးကြောင်ယူကြောင်နဲ့တာကြီးကမလိမ့်တစ်ဖက်လို့သွားတာပါဥတာတီမေးချက်ကတစ်မျိုးတစ်ဖုံဆိုကြပါစို့ရဲ့ ဟီးဒီအုပ်တို့ကိုပေါင်ပြီးဘိုင်းလောက်တက်ခဲ့ရမယ်ဟေးကြည်စမ်းမနှက်ဖြန်ငါမွေးနေပဲအမေငါတော့တူးတက်လာတော့ပဲငါမွေးနေငါမမေ့ဘူးဥတာတီးရဲ့ ဟာအာစိပြုံးလို့ရွှင်လို့ပါလားထီပေါရအောင်ကလည်းထီဖွင့်ရလည်းမဟုတ် ဒီလိုဒီဆရာကြီးမနှက်ဖြန်ကြုံမွေးနေဗျဒါကိုကြုံမမေ့ဘူးအားကြောင့်ပြောနေတာကြောက်ကြောင်ကိုသွားရမယ်မနှက်ဖြန်မွေးနေဆိုတော့ကသွားကိုသွားရမယ်ဗျို့ ဝမ်းသာတယ်ဗျို့ဖုန်းကြီးเจ้าလည်းမရောက်တာကြပြီမဟုတ်လားတာဒုပါဗျာ ဥတာတီတယောက်ရေးသွားမှစိုးရင်ချက်ကတော့9လောက်ရှိပါတယ်အိပ်ပျော်နေရတာမှကြည့်ပါဦး ရောင်ကြောင်နှက်ဖြန်ရောင်ကြောင် ဥ